မင်္ဂလာပါဇာလီ Cookie for Family Channel မှာပြန်လည်ကြိုဆိုပါရစေဒီတစ်ခါမှာတော့ငပြောဘူးလေးတွေလက်ဆောင်ရထားလို့ငပြောဘူးငပေါင်းကြော်လေးကြိုစားဖြစ်တယ်ပေါ့နော်ငပြောဘူးကိုငပေါင်းကြော်လေးကတဝက်လွတ်စားလိုက်တယ်ပြီးတော့ငပေါင်းပြစ်လေးကတဝက်လွတ်စားလိုက်တယ်ပေါ့နော်ဒီနေ့ကတော့ငပေါင်းကြော်လုံနီလေးကိုလက်ရောက်မြောက်ပြတာဖြစ်ပါရဲ့ရှင်စပြီးတော့လုပ်ကြမယ်စဉ်အရင်ဦးဆုံးငပြောဘူးရဲ့အတွင်းသားနုနုလေးတွေကိုပပလီထားပေးမယ်နော်တီးပြီးဆိုရင်တော့ငပြောဘူးလေးတွေမမဲသွားရအောင်ရေထဲမှာစားလီနဲ့ငယ်ထည့်ပြီးစိမ့်ထားပေးမယ်နော်ပြီးရင်တော့ရေထဲကနေဆစ်ထုတ်ထားပေးမယ်စပြီးတော့အနေကြမယ်ကျက်သွန်ဖြူကျက်သွန်နီဂျင်းနဲ့စပလီနိုင်ဂျင်းလေးထောင်းထားလေးကိုထည့်ပေးပါမယ်ပြီးရင်ဇာလင်ကတော့တမ်ပူရာစပီသားအကျော်မှုကိုပဲသုံးမှဖြစ်ပါတယ်ဒီနေရာမှာဆန်မှုကိုပဲအသုံးပြုချင်တဲ့ဆိုရင်လည်းရပါတယ်နော်အရသာအတွက်ကြက်သားမုံလေးနည်းငယ်ထည့်ပါမယ်အရာအတွက်နဲ့နွေးမုံပြီးရင်တော့နောက်ထပ်အရာအတွက်အယောင်တဲမုံလေးနည်းငယ်ထည့်ပေးတယ်စားလေးနည်းငယ်ပါထည့်ပေးလိုက်ပါတယ်ပြီးရင်တော့အားလုံးကိုနှံသွားအောင်နေပေးလိုက်ပါမယ်နော်အရင်ကြီး6တယ်ဆိုရင်ရေလေးနည်းငယ်ထည့်ပေးနိုင်ပါတယ်ဇာလင်ကတော့ရေမထည့်ဘဲနဲ့ငပြုတ်ဘူးမှာဝတ်နေတဲ့ရေလေးနဲ့အရင်နှောင်းနေပေးလိုက်ပါမယ်နော်လိုအပ်တဲ့ဆိုမှထပ်ပြီးတော့ထည့်ပါမယ်ရှင်ငပြုတ်ဘူးလေးတွေကိုအားလုံးနှောင်းအောင်နေပြီးတော့စီစီပပိုင်လေးဖြစ်လာပြီဆိုရင်တော့ဒီငပြုတ်ဘူးငပေါင်းကြော်လေးစပြီးတော့သွားကြော်ဖို့ရပါပြီနော်ဇာလင်ကတော့ရေလုံးအောင်ထပ်စရာမလိုတော့ပါဘူးနော်ကြော်ဖို့အဆင်သင့်ဖြစ်ပြီဆိုရင်တော့စပြီးတော့ကြော်ကြမယ်နော်အရင်ဦးဆုံးဒေဦးလေးကိုစီလေးခက်မြများလေးထည့်ထားပေးမယ်စီကိုမီအီလေးနဲ့အရင်ပေးပူထားမယ်နော်ပြီးရင်တော့ငပြုတ်ဘူးလေးတွေကိုအခုလိုလေးအဝိုင်းအပြားလေးလုပ်ပြီးတော့စပြီးတော့ကြော်လို့ရပါပြီနော်ကျန်နေသေးတဲ့ငပြုတ်ဘူးလေးကိုလည်းအားလုံးကုန်သွားအောင်အခုလိုပဲဆက်ပြီးတော့ကြော်သွားပြလိုက်ပါမယ်နော်ဒီကြော်နီးလေးကလှုပ်ရတာအရန်ကမှလွယ်ကူပြီးတော့တမျိုးလေးစားကောင်းတယ်ပေါ့နော်ပြီးတော့ငပြောဘူးလေးတွေစီးတယ်ဆိုရင်အခုပဲစားခြင်းရင်အခုပဲထပြီးတော့ကြော်လိုက်ရနဲ့ချက်ချင်းစားလို့ရတဲ့ကြော်နီးလေးတစ်မျိုးဖြစ်တယ်ပေါ့နော်အဲ့တော့ပိတ်ရက်နာရက်တွေမှာလွယ်လွယ်ကူကူနဲ့ကြော်စားလို့ရမယ့်နီးလေးတစ်ခုဖြစ်ပါရဲ့ရှင်လိုက်ပြီးတော့ကြော်စားကြည့်ပါနော်အရန်ကမှစားကောင်းပါတယ်ကြော်ထားလိုက်တာတစ်ဖက်လေးကဝါရောင်တန်းလာပြီဆိုရင်နောက်တစ်ဖက်ကိုလှန်ပေးလိုက်မယ်နော်နှစ်ဖက်လုံးကိုညီညွတ်ရရင်ရင်လေးတန်းတဲ့အထိကြော်သွားပြလိုက်မယ်နော်ခုဆိုရင်တော့ကြော်လေးတွေကကြော်လာလိုက်တာနှစ်ဖက်လုံးကညီညွတ်ရရင်ရင်လေးတန်းလာပြီပေါ့နော်အခုချိန်မှာတဲစီတွေကနေဆဲပြီးတော့စစ်စစ်ထားပြလိုက်ပါမယ်နော်ကြော်လေးတွေကိုစစ်စစ်ထားပြီးပြီဆိုရင်တော့စကုခင်းနာတဲ့ဘန်းလေးကိုထည့်ပေးပါမယ်ပြီးရင်တော့အကြော်နဲ့တွေ့စားဖို့အတွက်ဆလတ်ကာကြီးလေးဖြောကြမယ်နော်ဒါကတော့မကြီးဆလတ်ကာကြီးလေးပါဇာလင်းအရင်တုန်းကဖြောပြီးသားလက်ချံလေးစီးနေတာပါမကြီးတီးကိုရေချက်အီလေးနဲ့ခက်ကြဲကြဲလေးဖြောပေးမယ်ပြီးရင်သူ့ထဲကိုငံပြားရည်နဲ့ဟင်းချုံမုံလေးထည့်ပေးမယ်ပေါ့နော်ဟင်းချုံမုံနေရာမှာတကြားကိုထည့်ခြင်းနဲ့ဆိုရင်လည်းရပါတယ်ဒီထဲမှာတော့ဟင်းချုံမုံရောတကြားရောငံပြားရည်ရောထည့်ထားပါတယ်ပြီးရင်တော့ပဲကြက်မုံလေးထည့်ပေးပါမယ်ပြီးအရသာလေးနည်းငယ်လေးပြင်စီဖို့အတွက်ချက်သားမုံလေးနည်းငယ်ထည့်ပေးပါမယ်ပြီးရင်တော့ညူသီးချက်မှုစကရမီစာနဲ့လောက်ထည့်ပါပြီးရင်နန်းနန်းပင်လေးတွေစီရင်နန်းနန်းပင်လေးတွေထည့်နိုင်ပါတယ်နော်ဇာလင်းကတော့ပိတ်ရက်မှာရေကတိတာထဲမှာအကုန်လုံးကလည်းကုန်နေပြီဖြစ်တဲ့အတွက်ကြောင့်မို့နန်းနန်းပင်လည်းမရှိတော့ဘူးပေါ့နော်ဒါကြောင့်မို့စီတာလေးနဲ့ပဲဖြစ်တယ်လို့ပဲစားလိုက်ပါတော့မယ်အကယ်၍အရွက်ဒီစီတွေဆိုရင်တော့ဆက်လက်ရွက်တို့ပြီးရင်ကျက်သွန်မိတ်တို့နဲ့တွေ့စားမယ်ဆိုရင်လည်းအရင်ကမှလိုက်ဖတ်ပါရနော်ကဲဒါဆိုရင်ဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ချင်ပါတယ်ရှင်အားလုံးပဲဆုံတိလိုက်ပါကြည့်စုပြီးလို့အထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲနေကောင်းကြပါပြီးတော့ဘေးဘီယာဝေးကွာကြပါစေရှင်